你那头发要没？你那头发要加累没？这东西我说俺那个，你那真的头发要加累没？俺都等个经理要，跟俺那边的古城的本来一年当兵阿哥，谁要为了不多偏单个了喏？哎对，本来一年感觉俺都多接受性。 အမလေးဟဲ့ကိုခိုကိုအားနဲ့စ조사ပြီးတော့ဈေးရောက်နေတာဘလို့ဖြစ်လို့ဟောဒီပင်လယ်ကြီးနဲ့ဟောဒီကမ်းခြေကြီးကငါတို့ရဲ့ကျေးဇူးရှင်ဖြစ်ရတာလေဟုတ်ပါတော့ ဟာဒီပင်လေးနဲ့ကမ်းခြေကြီးတော့အဲ့ဒါတွေလာတာလေအဲ့ဒါတွေလာလို့နင်တို့ဈေးရောက်လို့ရတာပေါ့ဈေးရောက်လို့ရလို့နင်တို့ပိသားစုတွေမှာထမင်းဝနေတာလေအဲ့ဒါကျေးဇူးရှင်ပေါ့ဟာ ဘာပဲဖြစ်ဖြစ်ငါတို့ဒီပင်လေးကိုစိတ်ကုန်နေအဲ့တော့နောက်နေ့ကစားပြီးဈေးလဲလာမြောင်းတော့မျိုးကြီးသားနောက်ကိုပဲလိုက်သွားတော့မင်း ဟုတ်တယ်ငါလည်းတူတူပဲ ဟဲ့ဒီတော့လည်းဝါမှာတော့ငါလည်းမြို့ကြီးသားတော့လိုက်ဝါမှာပေါ့ဟဲ့ဘဝတို့တဲ့အတွက်စူးစမ်းရှာရမယ်လी ဒီမှာတကယ်ချင်းတို့ဘဝမြင့်ဖို့အတွက်ဘဝင်မြင့်တဲ့အတွက်ခေါ်တွေလည်းမရှိဖို့လိုရတယ်နော်လူတိုင်းတော့အမြင့်ကိုရောက်ချင်ကြတာတော့ဘေတိအမြင့်ကိုရောက်တဲ့အခါပြန်ကြတဲ့အခါအကြနာတယ်ဆိုတာကိုငါတကယ်ချင်းတို့ခေါင်းထဲမှာမှတ်ထားသင့်တယ်နော် ငါကတော့လေနောက်နေ့ကစားပြီးဒီနေရာကိုလာလဲမလာတော့ဈေးလဲမရောက်တော့ ဟုတ်တယ်ငါလည်းတူတူပဲမြို့ကြီးသားနောက်ကိုလိုက်သွားတော့မယ် ဟုတ်တယ်နောက်များတော့လေဒီတောင်မျိုးချီဦးတော့မချတော့ နင်ကတော့လေနင်ဘဝတိုးတက်ရေးအတွက်မရှာဖွေနိုင်သေးဘူးဆိုတော့ဟောဒီတောင်ပြည်ထဲမှာပဲအချိန်ကုန်လိုက်အောင်ပေါ့ဟာကွာမယ် ဝါမယ် နင်တို့ဒုက္ခရောက်မယ်နင်တို့ဒုက္ခရောက်ကြလိမ့်မယ်ကျေးဇူးရှင်ကိုစော်ကားတဲ့ကွာနင်တို့တနေ့ဒုက္ခရောက်ကြလိမ့်မယ် မုံညိုငါတို့တွေမြို့ကြီးကိုလိုက်သွားကြတော့မယ်အဲ့ဒါမတော်ခင်နင်ကိုလာနှုတ်ဆက်တာ မင်းတို့တော့ကိုငါတခါတည်းပြောလိုက်မယ်နော်ကြီးကန်းတွေကိုဗျိုင်းဖြစ်လာမလားဆိုတဲ့အတွေးနဲ့ဆေးဆိုးတာဆေးဆိုးနီးမှန်ပါစေလို့ငါဆုတောင်းပေးတယ်ကွာ ဒီမှာဟဲ့အောင်ငါတို့ကသူတို့ဘဝတွေအယောင်လက်လာအတောင်တက်ပေးမဲ့ကောင်းပြီကွာ ဟေ့ရင်းငန်းတော့မျက်ကြောက်စားတဲ့ကောင်အတိတ်ပဲရှိတဲ့စကားတွေသွားပြောတော့ဘလို့နားလဲမှာလေလွတ်ထားလိုက်စမ်းပါကွာ ဟေ့ရသူတို့ဘွားတွေလမ်းတွေ့သွားပြီကွာမင်းကလမ်းပြောင်းနေတာအဲ့တော့ခေါင်းလေးတုံးပြီးတော့လမ်းတစ်လေးပါချလာတော့ပြောင်းနေသွားမယ် မုံညိုရေမုံညို ငါတို့နေ့စကားကိုနားမထောင်ခဲ့ဘူးလို့မှားခဲ့ပါတယ်ဟာ ဟုတ်ပါတယ်ဟာငါတို့လည်းနောက်လိုက်ရနေပါပြီလား တချို့အမားတွေကပြန်ပြင်ဖို့ခဲပြတ်မရှိဘူးဟာတကယ်တော့နင်တို့တွေကမှားသွားတာမဟုတ်လွဲသွားတာဘာလွဲသွားတာလဲဆိုတော့ဘဝတစ်ခုတိုးတက်ဖို့နီလန်းရှာတဲ့နေရာမှာလမ်းလွဲသွားတာနင်တို့တွေဘဝတွေမေ့ဘဝင်တွေမြင့်ပြီးဒီပင်လေးရဲ့ကျေသူတရားတွေကိုမေ့သွားပေမဲ့နင်တို့ခုဒုက္ခရောက်ပြီးပြန်လာတဲ့အချိန်မှာဒီပင်လေးကြီးကနင်တို့အပြုံးမပြတ်စီးကြုံနေတော့မယ်နော်ကဲဒီနေ့ကနေစပြီးတော့ပြင်လို့မရတဲ့အမားတွေရင်ဝယ်ပိုက်ပြီးရှက်ဆက်ဘလို့ရုံးကန်လှုပ်ရှားမလဲဆိုတာကိုပဲအားလုံးခေါင်းထဲမှာထည့်ထားကြတော့နော်